အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဩဂတ်စ်လ12ရက်နေ့ပေါ့နော်ဩဂတ်စ်လ12ရက်နေ့ဗုဒ္ဓဘုညအတွက်ကျွန်တော်ရဲ့ကြောင်းမြန် follow လေးလာပါပြီခင်ဗျာကြောင်းမြန် follow မနေ့ကတော့ကျသွားတယ်ပေါ့နော်ရက်ဆက်လမ်းနေတဲ့ကြောင်းမြန် follow ကမနေ့ကတော့ကျသွားတယ်ဖီနာဘာချီဂိုးပေါ်ပေးတာပထမအကြော့မှာဂိုးပြတ်ရှုံးထားတဲ့အင်ရှင်စတန်ဂရက်ချ်ကတကိုးမှမသွင်းနိုင်ခဲ့ဘဲနဲ့ပွဲက Z2 ပြီးသွားတယ်ပေါ့နော်ဖီနာဘာချီကတလုံးနဲ့သွင်းသွားတယ်Z1 နဲ့ပဲပြီးသွားတယ်Zကဂိုးပေါင်းစီးပြင်းပြီးတော့သူတို့ထုံးစံအတိုင်းပဲကန်သွားတယ်ပေါ့နော်ဖီနာဘာချီရဲ့ထုံးစံအတိုင်းပဲကန်သွားတယ် Z1 နဲ့ပဲတကူတော့မဒူးကြပိုင်းကျပန်နရီကနေသွင်းတာ66မိနစ်ဘလို့မှမျှော်လို့မကောင်းတဲ့အရာပေါ့နော်မျှော်လို့မကောင်းတဲ့အချိန်မှာသွင်းသွားတာဘာမှမျှော်လင့်ချက်မရှိဘူးမနေ့ကကျွန်တော်ရိုးရိုးမမပွဲတွေရောမနေ့ကတခွက်ကောင်းရွေးချယ်မှုတွေကအဆင်ပြေခဲ့ရမျှော်လင့်ထားသလိုတွေဖြစ်မလာခဲ့ဘူးဗျာကျွန်တော်ဘော်ဒိုကလင်ဘော်ဒီပေးတယ်ဘော်ဒိုကလင်ကပေါ်ပီကန်နေကြမှာခြေပါကိုပေးပြီးတော့တူးဖြစ်သွားတယ်ကျွန်တော်ဒီပြောင်းမြောက် follow ကိုပေါ်ကျသွားတယ်3000ဖိုက်တာပွဲလဲကျတယ်အခြေအနေတွေကမလှဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် Telegram မှာတင်ပေးတဲ့၄သင်းမောင်းကတော့ပေါက်တယ်လို့ပြောရမှာပေါ့နော်နှစ်ပွဲကအပြည့်အောင်တယ်နှစ်ပွဲကတဝက်စီအောင်တာပေါ့နော်အဲ့တော့ဘယ်လိုဖြစ်၄သင်းမောင်းကပေါက်တယ်လို့ပဲပြောရမှာပေါ့နော်ကျွန်တော်မနေ့က၄သင်းမောင်းပေးတယ်ဆာဘာဘာဂူဂိုးပေါ်သူ့တဲ့နဲ့၄ဂိုးသွင်းပြီးတော့အပြည့်အောင်တယ်ပြီးတော့ဒီဆက်ကြီးဂိုးအောက်2-0နဲ့နိုင်တယ်ဆက်ကြီးက2-0နဲ့ပဲနိုင်တယ်80ကျော်မှနှလုံးလုံး80ကျော်မှသွင်းတာဆိုတော့တိတ်ပြီးတော့ဆွေးစရာမလိုဘူးပေါ့နော်အဲ့ကောင်လည်းအောင်တယ်နီမီဂျန်ဘော်ဒီကကျတော့ကျွန်တော်အိုလံပီယာကိုစ်50ပြီးတယ်1-1တည်ကြတယ်ဒါတော့မှနီမီဂျန်ကအချိန်ပေါ်မှာနိုင်သွားသေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကမိနစ်90ရလက်နဲ့တွက်တာဆိုတော့50အောင်တယ်ပြီးတော့အပိုလုံးဂိုးပေါ်အဲ့လိုပဲဒုတိယမိနစ်ကျမှပေါ်သွားတာပေါ့နော်ပထမပိုင်းအစောကြီးသွင်းပြီးတော့မသွင်းနဲ့ဒုတိယမိနစ်ကျမှသွင်းသွား2-1အဲ့တော့အဲ့အပိုလုံးဂိုးပေါ်ကလည်းပန်း50ပေါ့နော်ပန်း50ရတယ်3လုံး50အနိုင်နဲ့ပေါ့နော်3လုံး50နိုင်နဲ့ပန်း50ရတယ်အဲ့ပွဲဒုတိယအချိန်ပေါ်မှာသွင်းတာအမလေးအချိန်ပေါ်မှာလည်းအများကြီးသွင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကမိနစ်90ရလက်ကိုပဲကြည်တာဆိုတော့အဲ့အပိုလုံးဂိုးပေါ်တဝက်အောင်တယ်ပြီးတော့နီမီဂျန်ဘော်ဒီတဝက်အောင်တယ်ဆာဘာဘာဂူဂိုးပေါ်နဲ့နောက်သင်းကဆက်ကြီးကိုအဲ့ကောင်တွေကတော့အပြည့်အောင်တယ်အဲ့တော့မနေ့က၄သင်းမောင်းကဗျာ6ဆက်လောက်တော့ရမှထင်တာပဲတော်တော်လေးတိတ်ပြီးတော့အဲ့ဒါကြတော့လည်းမတွက်တက်ဘူးပေါ့နော်အဲ့လောက်ကတော့နည်းနည်းရှုပ်တယ်၄သင်းမောင်းအပြည့်ဆိုတော့12ဆ1ဒီတပွဲပါရင်9ဆလောက်ရမယ်အခုကတဝက်နိုင်2ပွဲပါတယ်ဆိုတော့လည်းရတဲ့လောက်တော့ရမှာပေါ့နော်ဘယ်လိုဖြစ်ဗျာchannel မှာ free ပေးတဲ့၄သင်းမောင်းလေးကအောင်သွားတယ်ဆိုတော့လည်းဝမ်းသာလာပေါ့နော်ကိုမမညီကိုတွေကြပေမဲ့မမညီကိုလည်းကျွန်တော်၄သင်းမောင်းပေးတာပေါ့နော်သူတို့လည်းမောင်းတော့ပေါက်တယ်ဒီ body တွေကတော့ကြာသွားတယ်မောင်းကတော့ပေါက်တယ်အဲ့တော့ဟိုမြောက်တွေမြောက်ဖြစ်သွားတာပေါ့နော်ဒီညတော့ကျွန်တော် conference league ချစ်စပွဲတွေရှိမယ်ဥရောပစူပါဖလားပွဲရှိမယ်မန်ယူအာဆင်နယ်တို့ဘာလို့ချစ်စမ်းပွဲတွေရှိမယ်ပေါ့နော်အဲ့တော့ဒီညလည်းကျွန်တော်ရဲ့မမရွေးချယ်မှုတွေရှိဦးမှာဖြစ်ပါတယ် Telegram မှာလည်းကျွန်တော်ဒီညတော့နားလိုက်တာ Telegram မှာ၄သင်းပေါင်းရွေးတာကိုကျွန်တော်နားလိုက်တာပိုကောင်းမှထင်တယ်ပေါ့နော်ခြေစမ်းပွဲတွေကတော့ကျွန်တော်တိတ်မရွေးပေးချင်ဘူးပေါ့နော်ဘာလို့ခြေစမ်းပွဲတွေကဘာမှမှန်းလို့မရဘူးပေါ့နော်ဘလို့မှမှန်းလို့မရဘူးအရန်နေထုတ်ကံမလားတကယ်ကံမလားအားထည့်ပြီးတော့ကံမလားရှိုးကံမလားအဲ့ဒါကြီးကမှန်းလို့မရဘူးဘာလို့ပွဲရာသီတက်ကစတော့မှာနောက်တစ်ပတ်ကျော်လောက်ဆိုစနေမိုင်းဆိုတော့ဒီညလီယူနိုက်တက်နဲ့ကံမယ်ပင်AC မီလန်နဲ့ကံမယ်ပင်ပရီးမီးယားရာသီစမယ်အာဆင်နယ်အဲ့လိုပဲကိုမွန်နဲ့ကံမယ်ဒီညဒါပေမဲ့မှန်းဆရခတ်တယ်ပေါ့နော်လူစင်းအပြည့်ထုတ်မလားမထုတ်လားဆိုတာလည်းမသိကြဘူးအဲ့တော့ကျွန်တော်ကတော့မှန်းခတ်တဲ့
ဒီခြေစမ်းပွဲတွေကိုကျွန်တော်တိတ်မရွေးဘူးပေါ့နော်ရွေးတာလည်းမရှိဘူးမနေ့ကညကြရင်တော့ကျွန်တော် Telegram မှာတေချာပေါက်လေးသိန်းမောင်းလေးထက်ရွေးပေးပါမယ်ဒီနေ့တော့ကျွန်တော်ဒေါင်းမြန် follow ဖြစ်ဥရောပ super flap ကိုရွေးထားတယ်PSG body ကိုရွေးထားတယ်ပေါ့နော်PSG ကဒီဥရောပ super flap ပွဲဖြစ် Austria နိုင်ငံဆဲဘက်ဂျားကွင်းပေါ့နော်ဆဲဘက်မှာယူရိုပါလိချန်ပီယံ Aston Villa ကိုတစ်လုံး40အနိုင်ကျော်ပေးထားတယ်ဂိုးပေါင်းဈေးက3လုံး80အနိုင်ဖြစ်ပါတယ်ဈေးကအပေါ်ရန်ကြည့်လိုက်ရင်ဗျဈေးကပျော့တယ်လို့ထင်ရတယ်ဒါပေမဲ့နှစ်သင်းလုံးရဲ့အနေအထားလက်ရှိအနေအထား Aston Villa ရဲ့ဥရောပပါဝါအဲ့လိုအနေထားကြည့်ရင်ဒီဈေးကလူရထက်မှနည်းနည်းလေးပြင်းနေသေးတယ်မှန်မှန်တော့180နဲ့မှပေးရမှာပေါ့နော်ဒီ Aston Villa ကနောက်ဆုံးခြေစမ်းပွဲမှာဘိုင်ယန်မြူနစ်ကို2-1နဲ့ပဲရှုံးတယ်ပြီးဘိုင်ယန်က level 100ပဲပေးခဲ့တာခြေစမ်းပွဲဆိုတော့ဘိုင်ယန်မှာလည်းလူဆုံးမပါပါဘူး Aston Villa မှာလည်းလူဆုံးမပါဘူးအဲ့လိုနေထားမှာဘိုင်ယန် level 100ပဲပေးခဲ့တာပြီး PSG ကအခုစစ်တစ်ကစားသမားတွေကပြီးခဲ့တဲ့ Monday ကမှအသင်းနဲ့ပြန်ပြီးပူးပေါင်းလာအခုဗဒိုဘူးနဲ့ကံမှာပြကြားထဲမှာတရက်ပဲပြီးတော့သူတို့တွေကပြဟိုဘာလဲပြော holiday ထွက်ခဲ့ပြီးပါတယ်လုံးဝစိတ်ရောကိုယ်ရောအနားယူခဲ့တာအဲ့တော့ weight တွေကလည်းတက်နေမယ်ဟို physical အရလည်းအချိန်တစ်ခုတော့ပြန်ယူရမယ်ဟိုဒမ်ဘီလီတို့ဒူရေးတို့ပြစ်တစ်လေဝိတွေအများကြီးပဲပေါ့နော်ဟို PSG ကလည်းအခုနောက်ဆုံးကစားခဲ့တဲ့ဒီ Man U နဲ့ခြေစမ်းပွဲမှာဆိုလည်းအရန်နေနီးပါပဲထုတ်သုံးခဲ့တာ Man U ကတော့မှဒီ PSG ကို level 80တောင်ပေးရပြီးတော့ PSG ကမာယော့ကာနဲ့ခြေစမ်းပွဲမှာလည်း3-0နဲ့ရှုံးခဲ့တာဂိုးပြုတ်ရှုံးတာဒီနှစ်သိန်းကပြီးခဲ့တဲ့2024-25ချန်ပီယံလိကွာတာဖိုင်နယ်မှာလည်းတွေ့ခဲ့ဘူးတယ်အဲ့တုန်းကပအကြော့ပြင်သစ်မြေမှာ PSG က3-1နဲ့နိုင်တယ်ဒုကြော့အိမ်ကွင်း Aston Villa ကွင်းမှာကျတော့ Aston Villa 3-2နဲ့ပြန်နိုင်တယ် PSG ကမှအသေးအတန်ကစားခဲ့ရသေးတယ်နှစ်ဂိုးပြန်မရှုံးဖို့အတွက်အဲ့လိုအနေထားမျိုးပေါ့နော်အစင်လာရမှလည်းဒီနေ့ကတိတ်မကွာဘူး PSG ကပြီးခဲ့တဲ့ရာသီနှစ်ကပေါ့နော်နှစ်ကဥရောပစူပါဖလားမှာချန်ပီယံဖြစ်ခဲ့တာမှန်တယ်ဒါပေမဲ့အဲ့တုန်းကယူရိုပါလိချန်ပီယံစပါးကိုနောက်ကျဂိုး2ဂိုးတော့လိုက်သွင်းရအသေးအတန်လိုက်ကစားခဲ့ရပြီးတော့မှပက်တရီအဆုံးမဲ့နဲ့ကြမှာပဲနိုင်သွားတာအဲ့တော့ဆိုတော့ဟိုဒမ်ဘီဒီတို့ဘာလို့ပါလာပဲအခုဒမ်ဘီဒီတို့ဘာလို့ပွဲစားရပါဘူးကမတိကြဘူးဟို cover skillia တယောက်လောက်ပဲပါမှာဘယ်လိုမှဗီဒီညာတို့ဘာလို့ပါနိုင်တယ်ဒါပေမဲ့ Fabian Ruiz မပါနိုင်သေးဘူးဆိုတော့ line နဲ့မပါနိုင်သေးဘူးပေါ့နော်ဒီလူစားမှုတို့ဘာလို့တော့မပြောတတ်သေးဘူးတိုက်စစ်မှာလည်းအဲ့လိုပဲဟိုလူငယ်လေးတို့မန်လာယူတို့ဘာလို့အဲ့ဒါလေးတွေတော့ပါလာနိုင်တယ်ဒမ်ဘီလီတို့ဒူရေးတို့ဘာလို့ကဟို first line အဲ့ထဲမှာမပါနိုင်အဲ့လိုနေထားမျိုးက140နဲ့ပေးတဲ့ဈေးကကျွန်တော်စိတ်ထင်လိုလာထတော့မှပို့ပြီးတော့ပြင်းနေသေးတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဒီနှစ်ကို PSG နှစ်ကိုပြတ်နိုင်ဖို့ဆိုတာကမလွယ်နိုင်ဘူးပေါ့နော်ဒီအနေထားရဒီ Aston Villa မှာကဟိုTielemans တို့ Morgan Rogers တို့မရှိတော့မှန်တယ်ဒါပေမဲ့ကစားအားတော့ကောင်းတော့ပဲအဲ့တော့ဒီဘက်မှာ PSG ကလည်းတစ်လုံး80နိုင်တော့ပြီးရင်ရတယ်အခုကတစ်လုံး40နိုင်ဆိုတာကတော့နည်းနည်းကြောင်းမြန်ဖြစ်နေလို့ကျွန်တော်တို့ထင်ပါတယ်အဲ့တော့ကြောင့်မလို့ဘောလုံးကြီးကျွန်တော်ရဲ့ကြောင်းမြန် follow က PSG body ဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ